ကိုရိုက်နေတဲ့ဗီဒီယိုတစ်ပုဒ်ကအခုလို background တွေတအားရှုပ်ထွေးနေလို့ရှိရင် background ရှင်းရှင်းလေးဖြစ်အောင်ဘယ်လိုပြောင်းကြမလဲဆိုတာအခုကြည့်ကြမယ်အဲ့တော့ဒီနေရာမှာ Xiaomi ကဗီဒီယိုကိုရေတံခွန် background လေး change ချင်လို့ဆိုပြီး CapCut application ထဲမှာရေတံခွန်ပုံလေးကိုပထမဆုံးရွေးထားလိုက်တယ်အဲ့တော့ဒီရေတံခွန်ပုံလေးကိုမြင်လိုက်တာနဲ့ဒီညာဘက်အောက်ရဲ့ number လေးကွက်မြောက်မှာပေါ့နော် overlay ဆိုတာရှိတယ်အဲ့တော့ဒီ overlay ထဲကိုဝင်ပြီးတော့ကို background change ချင်တဲ့ဗီဒီယိုကိုရွေးလိုက်မယ်ကဲ background change ချင်တဲ့ဗီဒီယိုထွက်လာပြီဆိုရင်ဒီ duration ကိုညှိဖို့လိုအပ်တယ်ဒီဗီဒီယိုနှစ်ပုတ်ရဲ့ duration ကို Xiaomi က6စက္ကန့်ထဲမှာစတင်ချလိုက်မယ်ပေါ့နော်နှစ်ပုတ်လုံးကို6စက္ကန့်ညီသွားအောင်လို့ပထမဆုံးစတင်ချမယ်ကဲနှစ်ပုတ်လုံးက6စက္ကန့်ညီသွားပြီဆိုရင်ဒီ overlay ဆိုတဲ့ဗီဒီယိုကြီးကို Xiaomi တို့ remove bg ဆိုတာကိုရှာပြီးတော့ removal လုပ်ဖို့လိုအပ်တယ် background ကိုအဲ့တော့ဒီမှာ background ကို remove လုပ်လိုက်တာနဲ့ဒါ background အရှင်းဖြောက်ပြီးသွားပြီပေါ့နော်ဒါဆို okay နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင် Xiaomi တို့ဒီ blue ပုံလေးကိုနည်းနည်းလေးချဲ့လို့ရတယ် okay ဒါဆိုရင်တစ်ချက်အစနေဆုံးဒီကြည့်ပြီးတော့ export နှိပ်လို့ရပြီเนาะ